ရွှေဈေးကွက်တွေကဝယ်ချိန်နဲ့ရောင်းချိန်ရဲ့လှုပ်ဝက်ချက်ကိုကျွန်တော်ဒီနေ့လာပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ရွှေဈေးကွက်ကိုဘယ်လိုမျိုးသိနိုင်မလဲအခုကဝယ်ရမယ့်ချိန်လားအခုချိန်ထိရွှေကိုသူများဝယ်လို့လိုက်ဝယ်နေတော့မဲလားရွှေဈေးကွက်မှာလူအများကကြောက်နေတဲ့ချိန်မှာဝယ်ပြီးလူအများလောဘတက်နေတဲ့အချိန်မှာရောင်းရတယ်ဆိုတာရောသိပါသလားအခုလိုရွှေဈေးကွက်ကတည်ငြိမ်ပြီးအကြဘက်ကိုပြနေတဲ့အချိန်ဟာရေရှည်ကိုယင်းနှမြုပ်နှံသူတွေအတွက်အကောင်းဆုံးဝယ်ပြီးစုဆောင်ရမယ့်အချိန်ဖြစ်ပါတယ်ကမ္ဘာစီးပွားရေးအခြေအနေတွေရရွှေဟာရေရှည်မှာအမြဲတမ်းတန်ဖိုးတက်လေးရှိတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်ရွှေဈေးကဒီနေ့ဈေးထက်မနက်ဖြန်ဈေးထက်ကြမလားဆိုပြီးအချိန်တွေအကြာကြီးစောင့်နေမှစားခွင့်ရေးကိုအမေအရာအကင်တွယ်နိုင်မှတာနောက်ပိုင်းမှာသူများထက်အမျက်စောစောရမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောလက်ရှိရွှေဈေးပေါ်မှာဘယ်လိုမြင်လဲဒီဗီဒီယိုလေးရ comment အောက်မှာရေးတော့ပေးလို့ရတယ်နော်အခုလက်ရှိရွှေဈေးနဲ့ပတ်သက်ပြီးကိုသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်မေးသွားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်